တောင်းမှမှာနော်မအင်တာဗျူးလာဖေရလေးလက်မကောင်းလုံးလေးပြည့်နေလို့ပါမအင်တာဗျူးလာဖေရနောက်ကျရဲဆိုတော့ညီမလေးကဘယ်တက်ကတူကပွဲရခဲ့ရညီမက YUFR ကလေဒီလိုနာမည်ကြီးတက်ကတူကပွဲရခဲ့ရဆိုတော့ဘာပွဲရခဲ့ရလဲညီမလေးYUFR အဖွင့်နဲ့ဒီပလိုမာလက်မှတ်ရခဲ့ရပါရှင်အရင်ကဘာလုပ်ဖူးလဲအရင် travel တို့ကုမ္ပဏီမှာလုပ်ခဲ့ပြီမှာဘာ position နဲ့လုပ်ခဲ့ရလဲညီမလေးတန်ရှင်းရေးပါအဲ့ဆိုမြန်မာလက်စာရောဘယ်လောက်လဲ2 သိန်းနဲ့ပါမမြန်မာလက်စာအရင်မမြင်ဘူးပဲဟုတ်တယ်မတရက်ကိုပြောတာညီမလေးကဒီလောက်တောင်မှမြန်မာလက်စာတောင်းထားရဲဆိုတော့စဆန်ကြီးကဘယ်လောက်မို့လဲညီမသာဒီကုမ္ပဏီမှာအလုပ်ရခဲ့လို့ရှင်ကုမ္ပဏီအတွက်90ရာခိုင်နှုန်းအမြတ်ရစေရမယ်လို့အာမခံပါတယ်ညီမလေးကဘယ်လို project မျိုးကြီးစဉ်းစားထားလို့လဲညီမမကြခဏအလုံးနောက်ကြတော်တော်လေးအဲ့အတွက်တန်းဖြတ်ခံမှာမလို့ပါရှင်